ပါရှင်သမီးဒီနေ့ပြပြမယ့်ပုံမြင်လေးကတော့မော်ဆန်တော်တောအုပ်စွန်စားခန်းဖြစ်ပါတယ်ရှင်တခါတုန်းကနှိုင်းထနေတဲ့တောင်ကုန်းတွေနဲ့ကွေးကောက်နေတဲ့ချောင်းတွေကြားကထူးခြားတဲ့ရွာလေးတစ်ရွာမှာအမနဲ့တန်းဆိုတဲ့စွန်စားခန်းရှိတဲ့မောင်နှမနှစ်ယောက်နေထိုင်ကြပါတယ်သူတို့ရဲ့ဆက်စုချင်းစိတ်ကကန့်တက်မရှိကြီးမားပြီးရွာရဲ့စင်ကြေဖုံးမှာလျှို့ဝှက်ရတနာတွေနဲ့မော်ဆန်နဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေရင်းစူးစမ်းလေးလာလေးရှိပါတယ်နေတာတဲ့နေ့လည်ခင်းတစ်ခုမှာရွာအစွန်ကတောအုပ်ကြီးထဲမှာလှဣလေသွားလာရင်အင်မန်နဲ့တန်တို့ဟာကြီးထွားနေတဲ့နွယ်ပင်တွေနဲ့ကောက်ကွေးနေတဲ့အကိုင်းခက်တွေနဲ့ဖုံးအုပ်ထားတဲ့လျှို့ဝှက်လမ်းကြောင်းတစ်ခုကိုမတော်တဆတွေ့ရှိခဲ့ကြပါတယ်စိတ်ဝင်စားစွာနဲ့သူတို့ရဲ့နှလုံးသားတွေကစိတ်လှုပ်ရှားမှုနဲ့မျှော်လင့်ချက်တွေနဲ့တတိတ်တိတ်ခုန်နေကြပြီးအဲ့ဒီလမ်းကြောင်းအတိုင်းလိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်တောအုပ်ထဲကိုပိုနက်နဲ့ဆိုင်ဆိုင်ခီးနေလာတဲ့အခါလေထုကမော်ဆန်မှုတွေနဲ့ထူထပ်လာပြီးအရွက်တွေကြားမှာထူးဆန်းတဲ့တီတိုးတန်တွေထွက်ပေါ်လာပါတယ်ရုတ်တရက်မောင်နှမတွေဟာခမ်းနားတဲ့တစ်ပင်တစ်ပင်ရှေ့မှာရက်နေတာကိုတွေ့ရှိခဲ့ရပြီးအကိုင်းခက်တွေကကောင်းကင်ကိုဆန်တန်းထားတဲ့လက်မောင်းတွေလိုဆန်တန်းနေပါတယ်ပင်စီထဲမှာလှပတဲ့အလင်းရောင်နဲ့တောက်ပနေတဲ့စကလုံးတွေထွင်းထုထားပါတယ်မော်ဆန်နဲ့တောအုပ်ကိုကြိုဆိုပါတယ်မျက်လုံးပြူးကျယ်ပြီးတုံရီနေတဲ့လက်တွေနဲ့အမနဲ့တန်တို့ဟာနီးကပ်လာပြီးတတော်ရဲ့မော်ဆန်မှုကသူတို့ကိုနှွေးထွေးတဲ့ပွေးဖက်မှုတစ်ခုလိုခံစားရပါတယ်မကြခင်မှာပဲဒီမော်ဆန်တဲ့နေမြေဟာသူတို့ရဲ့အိမ်မက်တွေထက်ကျော်လွန်တဲ့တတဝါတွေပန်းတွေကြားမှာပြန်ဝဲနေတဲ့စိုးသွမ်းတဲ့နတ်သမီးတွေတစ်ပင်ထိပ်တွေမှာနားနေတဲ့ပညာရှိစည်းကွက်အိုတွေနဲ့ခြုံပုတ်တွေကြားထဲမှာပြေးလွှားနေတဲ့စော့ကစားတတ်တဲ့နတ်သမီးတွေရဲ့နေအိမ်ဖြစ်တယ်ဆိုတာကိုသူတို့ရှာဖွေတွေ့ရှိခဲ့ကြပါတယ်အမနဲ့အတန်တို့ဟာစိတ်လှုပ်ရှားစရာကောင်းတဲ့စွန်စားခန်းတစ်ခုကိုစတင်ခဲ့ကြပြီးစိန်ခေါ်မှုတွေနဲ့အတားအဆီးတွေကိုရင်ဆိုင်ခဲ့ရပါတယ်သူတို့ဟာအန္တရာယ်များတဲ့ရှုပ်နွန်တွေကိုရင်ဆိုင်ခဲ့ကြတယ်လိမ္မာပါးနဲ့တဲ့ထရိုးတွေကိုအနိုင်ယူခဲ့ကြတယ်တောအုပ်ရဲ့အနက်ဆုံးနေရာမှာဝတ်ထားတဲ့ရှေးဟောင်းမော်ပညာတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ခဲ့ကြတယ်ဒါပေမဲ့စိတ်လှုပ်ရှားမှုနဲ့အန္တရာယ်တွေကြားမှာသူတို့ဟာမိတ်ဆွေဖွဲ့မှုရဲစွမ်းတတိနဲ့တဘာဝလောကရဲ့အကန့်အသတ်မရှိတဲ့အံ့ဖွယ်တွေရဲ့စစ်မှန်တဲ့စွမ်းအားကိုလည်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်ပြီးတော့သူတို့ဟာမော်ဆန်တဲ့တောအုပ်ကိုနှုတ်ဆက်ရင်းသူတို့ရဲ့နှလုံးသားတွေဟာတသက်တာတည်တဲ့နေမဲ့အမှတ်တရတွေနဲ့ပြည့်နေနေခဲ့ပါတယ်တောအုပ်ထဲကနေထွက်လာပြီးနေဝင်ချိန်ရဲ့နှွေးထွေးတဲ့အလင်းရောင်ကိုခန်းစားရင်းအမနဲ့တန်တို့ဟာသူတို့ရဲ့စွန်စားခန်းဟာစတင်နေပြဒီဆိုတာသိခဲ့ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့နှလုံးသားထဲမှာမော်ဆန်တဲ့တောအုပ်ရဲ့မော်ဆန်မှုကိုတည်ဆောင်လာပြီးသူတို့လှည့်လည်သွားလာနေတဲ့နေရာတိုင်းမှာရှိလာတော့မဲ့မရေမတွက်နိုင်တဲ့စွန်စားခန်းအသစ်တွေကိုစတင်ဖို့အသင့်ဖြစ်နေလို့ပါထို့ကြောင့်သူတို့ဒီလက်ချင်းတွဲ၍မိုးကုတ်ဆောက်ဝိုင်းစီသို့ထွက်ခွာသွားကြပြီးကဘာကြီး၏လျှို့ဝှက်စမ်းကြယ်မှုများကိုစူးစမ်းလေ့လာရန်စိတ်အားထက်သန်နေကြသည်ကျေးဇူးတင်ပါတယ်ရှင်